အားလုံးပဲမင်္ဂလာပါခင်ဗျာဇီဝက AN Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ပလေသန်းတွေအားလုံးစောင့်မျှော်နေကြတဲ့ကပ္ပဖလားဖွဲပွဲကြီးဖြစ်တဲ့မက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်ကိုရှူဒိုဇိုကနေသိစိတ်သုံးသပ်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီပွဲစဉ်ကိုတော့မက္ကဆီကိုနိုင်ငံမက္ကဆီကိုစီးတီးမြို့မှာရှိတဲ့သမိုင်းဝင်ထိကရပွဲကြီးဖြစ်တဲ့Azteca အကစားကွင်းမှာကစားသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကစားမဲ့မက္ကဆီကိုနဲ့တောင်အာဖရိကပွဲစဉ်ကတော့တကယ့်ကိုကျင်းနေရှိမဲ့ပွဲပါမက္ကဆီကိုသိန်းဟာသူတို့ရဲ့မိခင်နိုင်ငံကိုပိုင်အေကွေးဖြစ်တဲ့Azteca ကွင်းကြီးထဲမှာပလေသန်းအင်အားပြဝနဲ့ကစားရမှာဖြစ်လို့စေတာပိုင်းဆိုင်ရာအာသာချက်ရှိနေပါတယ်အဆမတန်ပါလောနေပါတယ်မက္ကဆီကိုဟာကပ္ပဖလားပြိုင်ပွဲတွေမှာအတွေ့အကြုံအလော်ရစ်ကျက်တဲ့အပြင်ကစားသမားတွေရဲ့တဦးချင်းစွမ်းဆောင်ရည်ကလည်းကောင်းပါပါတယ်တစ်ဖက်ကတောင်အာဖရိကတေကတော့ကြားခိုင်မှုအပိုင်းလောကောင်းမော်ပြီးရှေဟူပြင်းပြင်းနဲ့ဒံပြန်တိတ်ဆိတ်ဆင်နွှဲတတ်တဲ့အသေးပါဒါပေမဲ့မက္ကဆီကိုအေကွေးရဲ့ဖိအားတန်တဲ့ပွဲကြီးပွဲကောက်တွေမှာခါစစ်ပိုင်းတည်ငြိမ်မှုပိုင်းမှာတော့မက္ကဆီကိုထက်နိုင်ငံလိုအပ်ချက်ရှိနေပါတယ်တိကျဆုတ်ဖြတ်ချက်ဒီပွဲမှာတော့မက္ကဆီကိုအသင်းကသူတို့ရဲ့ကိုပိုင်ကွင်းအာသာချက်နဲ့တွေ့ကြုံရည်ကျက်မှုကိုပုတ်ချပြီးပွဲကိုထိချုပ်သွားဖို့များပါတယ်။တောင်အာဖရိကကရုပ်ကံကစားမှဖြစ်ပေမဲ့မိခင်ပလေသန်းရှိမှအမှားမှန်ခံမဲ့မက္ကဆီကိုပဲကန့်နိုင်သွားဖို့ရာခိုင်နှုန်းများပါတယ်။ဒါကြောင့်မက္ကဆီကိုအသင်းနိုင်ရရှိသွားမယ်လို့ခန့်မှန်းချင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်